မင်္ဂလာပါရှင်ဒီနေ့ကျမတို့ရဲ့အသေးစိတ်လေ့လာမှုအစီအစဉ်လေးနဲ့ကြိုးဆိုပါရစေတာမန်အားဖြင့်ဆက်တစ်ခုကိုခလုတ်နေလို့ဘာမှမဖြစ်ရင်ပလက်မထိုးရသေးလို့ဒါမှမဟုတ်အဆက်အသွယ်ပြတ်နေလို့ထင်တတ်ကြတယ်လေဒါပေမဲ့ရုတ်တရက်မီးပွားတွေထွက်လာပြီဆိုရင်တော့အဲ့ဒီဆက်ကလက်စစ်စီးကြောင်းနဲ့ချိတ်ဆက်မိသွားပြီဆိုတာတေချာသွားပြီပေါ့နော်ဟုတ်ကဲ့မင်္ဂလာပါဗျာမှန်တာပေါ့မီးပွားထွက်လာတာကတခုခုပြောင်းလဲသွားပြီဆိုတဲ့လက္ခဏာပဲလေဟုတ်ပါတယ်ဒီနေ့ကျမတို့လေ့လာသွားမယ့်အကြောင်းအရာလေးဒါလည်းဒီသဘောတရားမျိုးပါပဲအဓိကလေ့လာမယ့်အရင်အမြစ်က Olivia Alexa ရဲ့ဆက်ဆံရေးဗီဒီယိုတစ်ခုပေါ့နော်အဲ့ဒီထဲမှာအမျိုးသမီးတူဝင်နေလဲစိတ်ပိုင်းဆိုင်ရာယဉ်နှီးမြုပ်နှံမှုဘယ်လိုပြောမလဲ emotional investment စကြင်နေပြီဆိုတာကိုပြသတဲ့လက္ခဏာရပ်တွေကိုဖက်လိုက်မှုမရှိဘဲဆွေးနွေးထားတာတွေ့ရတယ်အဓိက silent impact loop ဆိုတဲ့အယူအဆလေးနဲ့စထားတယ်ပေါ့ဟုတ်တယ်ဗျာအဲ့ဒီ silent impact loop ဆိုတာကလူတယောက်ကအရင်ကတိတ်ဂရုမစိုက်တဲ့အနေအထားကနေရွတ်ရပြောင်းလဲဖြစ်သွားတာမျိုးကိုဆိုလိုတာပါဆိုလိုတာကအရင်ကတာမန်ဘက်ဆက်ဆံနေရကနေအသေးမွှားလေးတွေကိုစတင်ပြီးစိတ်ခေါ်လာတာမျိုးလားဒါပေါ့ဗျာဥပမာကိုကစာမပြန်တာမျိုးဒါမှမဟုတ်ချီကျူစကားမဆိုတာမျိုးစတဲ့အသေးမွှားကိစ္စလေးတွေမှာအကြောင်းပြချက်မရှိပဲစိတ်ကောက်လာတာမျိုးတွေစလောက်လာတာလေကိုယ့်ရဲ့လုပ်ရက်တွေကသူ့ရဲ့စိတ်ခံစားချက်ပေါ်တိုက်ရိုက်တက်ရောက်မှုရှိလာပြီဆိုတဲ့သဘောပေါ့ဆက်သွယ်ရေးပြတ်တောက်နေတဲ့ဆက်လေးကနေမိဘတွေထွက်လာသလိုမျိုးပဲသူတို့ကိုယ်တိုင်တောင်ဘာလို့ဒီလိုစိတ်လှုပ်ရှားနေမိလဲဆိုတာကိုသတိမထားမိတတ်ကြဘူးဗျာ။အော်ဒါဆိုရင်အခန်းထဲကပူချင်တန်းကိရိယာ thermostat တခုလိုမျိုးပေါ့။အရင်ကဘာမှမဖြစ်ပေမဲ့အခုလိုအကယ်ဆက်လာပြီးစပြီးတုံ့ပြန်လာပြီးဆိုရင်ဆက်ဆံရေးရအပူချင်ပြောင်းလဲသွားပြီဆိုတဲ့သဘောမျိုးလား။အတိအကျပဲပုံမှန်ဆိုရင်လုံးဝဂရုမစိုက်တဲ့သူကဘာမှတုံ့ပြန်မှာမဟုတ်ဘူးလေ။အပူချင်ပြောင်းသွားတာနဲ့ thermostat ကအလုတ်ဆက်လို့သလိုမျိုးပဲဒီ loop လဲပတ်မှု setting သွားတာပေါ့စိတ်ဝင်စားစရာပဲဒါဆိုလက်တွေ့မှာတော့ဘယ်လိုမျိုးခြေနေရှိနိုင်လဲရှင်ဗီဒီယိုထက်ကလက်တွေ့ဥပမာတစ်ခုပြောပြမယ်ဗျာအမျိုးသားတစ်ယောက်ကအလုတ်များနေလို့စာမပြန်တဲ့အခါအမျိုးသမီးကကိုကအရေးမပါတော့ဘူးထင်ပါတယ်ရပါတယ်ဆိုပြီးတော့စာပို့လာတယ်โอเคအဲ့လိုပို့လာရင်အများစုကပြပြတလဲတောင်းပန်ကြမှာပဲလေဟုတ်တယ်ဒါပေမဲ့အဲ့ဒီအမျိုးသားကတောင်းပန်မဲ့စာအလုတ်နဲ့ရှုပ်သွားလို့ပါအဆင်ပြေလားဆိုပြီးတီးရင်ပဲပြန်စာပို့ခဲ့တယ်အဲ့ဒီကမှအမျိုးသမီးဘက်ကရွတ်တရက်အနေထားပြောင်းသွားပြီးသူ့ဘက်ကစိတ်လုံခြုံမှုမရှိသလိုပြောမိသွားတဲ့အတွက်ပြန်လဲတောင်းပန်လာတယ်လို့ဆိုထားတယ်ခဏလေးဒီနေရာမှာဝင်မင်းချင်တာကအဲ့လိုတီငင်တုံ့ပြန်တာကတစ်ဖက်လူကိုထိန်းချုပ်ခြင်းနဲ့နီးပြူရတက်မဖြစ်သွားဘူးလားအပေါ်ရန်ကြည့်ရင်တော့စိတ်ကစားနေတယ်လို့ထင်เสียရှိတာပေါ့ဗျာဟုတ်တယ်လေ playing games လုပ်နေသလိုမျိုးခံစားရနိုင်တယ်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာတင်ရင်ဦးကိုကာကွယ်တာလားလူလေချက်တာလားပေါ့နော်ဒါပေမဲ့စိတ်ပညာတဘောတရားရကြည့်ရင်တစ်ဖက်လူကစိုးရင်ပူပန်မှုကြောင့်ပြဿနာရှာတဲ့အခါကိုကပြသလဲတောင်းပန်လိုက်ရင်အဲ့ဒီစိုးရင်မှုကအမှန်တကယ်ဖြစ်နေလို့ပါလားဆိုပြီးအတီးပြုတ်ပေးလိုက်တယ်လို့ဖြစ်သွားတယ်ဗျအော်သဘောပေါက်ပြီကိုကပါလိုက်မခံစားပဲတည်ငြိမ်မှုနဲ့ပြေထိမ့်ပေးရတဲ့သဘောပေါ့ဟုတ်တယ်တည်ငြိမ်မှုကိုထိန်းထားတာကဆက်ဆံရေးမှာကြောက်ဆူးချလိုက်တယ်လို့ဖြစ်သွားပြီးစိတ်ခံစားချက်တီလွတ်ထွက်မသွားအောင်ထိမ့်ပေးလိုက်ကြပါဒါဆိုရင်ဘာလို့အစကတည်းကဒီလိုအတင်းခွားလေးတွေကိုစိတ်ခုကြတာလဲဒါကိုဇီဝပေတာချူတောင်းခံနေပါရှင်းပြထားတယ်ဗျအမျိုးသမီးတွေကတန်ဖိုးရှိတဲ့အမျိုးသားတီဦးကိုမတွေးမချင်းသူတို့ရဲ့စိတ်ခံစားချက်ဒီကိုကောက်ကွာထားတတ်ကြတယ်လို့ဆိုပါတယ်ဟုတ်ပြီဒါဆိုအတင်းမွှားကိစ္စလေးတွေမှာစိတ်ဆိုးလာပြီဆိုရင် तू ကအဲ့ဒီအမျိုးသားကိုအရေးပါသူအဖြစ်သတ်မှတ်လိုက်လို့ပေါ့နော်ဒါပေါ့တကယ်တော့ဒါဟာအမျိုးသားရဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုစမ်းသပ်နေတာ stress test လုပ်နေတာမျိုးလေးဖြစ်ပါတယ်ဒါကြောင့် attraction secrets လို့ခေါ်တဲ့စာအုပ်ထဲမှာလည်းအကြံပြုထားတာရှိတယ်ဘလို့အကြံပြုထားတာလဲရှင်ဒီလိုအခြေအနေမျိုးကြုံလာရင်ပြန်လဲခုတ်ခံငင်းခုန်တာမျိုးမလုပ်ဖဲမင်းပုံမှန်ဆိုဒီလိုမဖြစ်ပါဘူးတခုခုအစင်မပြေဖြစ်နေလားဆိုပြီးစိတ်ခံစားချက်မပါပဲအေးစစ်စစ်မြင်းမြန်းဖို့ပါပဲဆိုလိုတာကလူတယောက်စီကနေအကြောင်းပြခြင်းမရှိစိတ်ဆိုးတာမျိုးမြင်ရပြီဆိုရင်ဒါရန်လိုတာမဟုတ်ပဲစိတ်ပိုင်းဆိုင်ရာတွေ့လာမှုရဲ့ပြရုပ်ဆိုတာကိုနားလည်ထားဖို့ပေါ့နော်မှန်ပါဗျာစကားလုံးနဲ့ထက်အပြုမှုတွေကခံစားချက်အစစ်မှန်ကိုဖော်ပြနေတယ်ဆိုတာကိုအဓိကနားလည်ထားရပါမယ်ဒါပေမဲ့ဒီနေရာမှာစစ်တွေးစရာတစ်ခုရှိလာလေပေါ့နော်ဘာများလဲခင်ဗျအတင်းမွှားကိစ္စတွေကိုစိတ်ကောက်ကြကအောင်မြင်တဲ့ဆက်ဆံရေးတစ်ခုစတင်ခြင်းရဲ့လက္ခဏာရပ်တွေအဖြစ်သတ်မှတ်မယ်ဆိုရင်ပေါ့အဲ့ဒီလိုတွေ့ဝိုက်တဲ့တုံ့ပြန်မှုတွေနဲ့ကြီးစတင်ချေတဲ့ဆက်ဆံရေးတစ်ခုဟာရေရှည်တည်တဲ့ပြီးကျင်းမာတဲ့ဆက်သွယ်ပြောဆိုမှုအခြေခံအုတ်မြစ်အပေါ်ဘယ်လိုဆိုးကျိုးတွေတက်ရောက်နိုင်မလဲပေါ့တကယ်စဉ်းစားစရာပဲဗျာ
ဟုတ်တယ်လေပွင့်ပွင့်လင်းလင်းပြောဆိုတဲ့အလေးချင်းပျော့ဆုံးသွားနိုင်သလားဆိုတာကတော့ဒီအကြောင်းအရာလေးကိုနားဆင်ပြီးတဲ့နောက်ဆက်လက်စူးစမ်းကြည့်တဲ့မေခွန်းတစ်ခုပဲဖြစ်ပါတယ်ရှင်ဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲရင်နားလိုက်ပါမယ်